မင်္ဂလာပေါင်းနဲ့ပြည်စုံပါစေဒီ live ကိုကြည့်ရှုနေကြတဲ့တန်ပေါင်းများစွာမီလီယံနာအားလုံးတို့ခင်ဗျ2026ခုနှစ်မှာငွေတွေဟာဒလဟောစီးဆင်းလာတယ်ငွေတွေဟာရေတံကဲ့သို့ကြီးပွားလာတယ်ငွေတွေဟာကိုယ့်ဘဝထဲမှာအစုလိုက်ပုံလိုက်ရရှိခြင်းနဲ့ဆို like follow share copy ရဲ့အချိန်ချင်းယူသွားပါ2026ခုနှစ်ကငွေကြိုက်ရတဲ့ရာကိုမျှဝေခံစားတော့မှာဖြစ်ပါတယ်2026ခုနှစ်ကထူးခြားသောနှစ်တစ်နှစ်ဖြစ်တဲ့အပြင်ပေါ့တနည်းအားဖြင့်မခဏမအခရာတွေစိုးမိုးမဲ့နှစ်ဖြစ်ပါတယ်အထူးအားဖြင့်မြင်းနှစ်ကိုပူစားပြုပါတယ်နော်မြင်းနှစ်ကလည်း तू ကfire horse ဖြစ်နေပါတယ်မြင်းမှာ तू က fire horse ဖြစ်တဲ့ကြောင့်မြင်းနှစ်ကိုပူစားပြုတဲ့နှစ်ဖြစ်ကြောင့်ငွေကြီးရဲ့ energy ဟာလွန်စွာကောင်းနေတာဖြစ်ပါတယ်နောက်ဒီ live ကိုတွေ့တဲ့မီလီယံနာမြည်သည့်အခြေအနေပဲကြုံပြီးဖြစ်ပါစေကံကောင်းခြင်းများစွာလက်ခံရရှိမယ်ဆိုတာနတ်သားကဘာမှာရဲရဲကြီးပြောပြရေးပါတယ်ဘာလို့လဲဆိုတဲ့ခါကျတော့ငွေဆွဲရမယ့်အခါမှာလွယ်လွယ်ကူကူဘဝထဲမှာ2026တစ်နှစ်လုံးအတွက်ငွေရရှိနိုင်တော့ငွေလာနိုင်တော့ဘလူချင်းဒီပဲကြုံကြုံလေးဘဝမှာငွေရှိရင်နောက်တစ်ဆင့်ဆိုတာဖန်တီးလို့ရတယ်နောက်တစ်ဆင့်ဆိုတာတက်လို့ရတယ်နောက်အောင်မြင်မှုတစ်ခုဆိုတာရှေ့ဆက်လို့ရတယ်ညီဒီဘဝအခြေအနေပဲကြုံပါစေလက်ထဲမှာငွေရှိထားတယ်ဆိုရင်အင်အားချင်းကလုံးဝမတူပါဘူးဒါကြောင့်မို့လို့ငွေဓာတ်ရည်ရနဲ့ပတ်သက်ပြီးညောင်ဝီခန်းစားတဲ့နတ်သားကဘာရဲ့2026ခုနှစ်ကငွေဆွဲတဲ့အဋိဋ္ဌံအနေနဲ့အင်မတန်ဓာတ်ကောင်းတဲ့နေရာတစ်ခုကိုကျွန်တော်နိုင်ဝင်းနတ်သားအခုချိန်မှာရောက်ရှိခဲ့ဖြစ်ပါတယ်ဒါဓာတ်အရှင်ပါခင်ဗျအဲ့တော့မိမိရဲ့အိမ်တော်မှာပေါ့မိမိရဲ့အိမ်တော်ရဲ့မြည်သည့်နေရာမှာဆိုကျွန်တော်တို့တပြေမြေစာဆိုတာရှိပါတယ်တပြေမြေစာလေးကိုစစ်အင်တုံလေးနဲ့ထည့်ပြီးတော့ရေသေးစစ်အင်တုံအသေးလေးဖြစ်စေအကြီးဖြစ်စေကြိုက်တဲ့ရက်မှလို့ပါဒီလိုက်ကိုစတွေ့ရှိပြီဆိုရင်ဓာတ်ဆွဲကြည့်ပါငွေဟာစီးဆင်းလာမယ်ငွေတွေဟာဘဝထဲမှာပြည်စုံတဲ့ထက်ပြည်စုံကိုလိုချင်တဲ့တိုက်ကိုလိုချင်တဲ့ကားကိုလိုချင်တဲ့အောင်မြင်မှုရရှိပါလိမ့်မယ်တပြေမြေစာလို့ခေါ်တဲ့စစ်အင်တုံလေးတစ်လုံးလိုပါတယ်စစ်အင်တုံလေးတစ်လုံးပေါ်မှာတဲလေးချက်မယ်ရေလေးချက်မယ်ပြီးရင်ကျွန်တော်တို့ကတပြေနဲ့မြေစာကိုထည့်ပေးရမှာဖြစ်ပါတယ်မိမိရဲ့အိမ်တော်မင်္ဂလာမြည်သည့်နေရာမှာမဆိုအသေးအချာလေးတပတ်တစ်ခါဖြစ်စီတစ်လတစ်ခါဖြစ်ရေလေးလေးပေးခြင်းအဖြစ်မီလီယံနာရဲ့ကံကောင်းခြင်းများစွာကိုလက်ခံရရှိမယ်ငွေဓာတ်ရတဲ့ပါမီလီယံနာနောက်တစ်ဆင့်အကြောင်းမိမိရဲ့ဖျားเจ้าဆောင်မိမိရဲ့အိတ်ခမ်းဖြစ်စီမိမိရဲ့ဧည့်ခမ်းဖြစ်စီအင်မတန်ထူးခြားတဲ့ကိုယ်အိမ်တော်မင်္ဂလာရဲ့အထွတ်မြတ်ထားရနေရာမှာငွေပန်းခြင်းလေးတစ်ခုလှုပ်ထားစေခြင်းပါတယ်ငွေပန်းခြင်းဆိုတဲ့နေရာမှာကျွန်တော်တို့တွေ့မှာပါငွေနဲ့ဝယ်လို့မရဘူးဆိုတော့ခုချိန်မှာငွေလို့ငွေကိုငွေနဲ့ဝယ်လို့ရနေပြီရှင်နေတယ်ဥမာ1000တန်ဖြစ်စေ9000တန်ဖြစ်စေပန်းချင်းလေးတစ်ခုလိုပါတယ်အဲ့ငွေပန်းချင်းလေးတစ်ခုကိုမိမိရဲ့ခုနပြောတဲ့နေရာတနေရာမှာထားခြင်းအဖြစ်လည်းပဲငွေဓာတ်ရည်တွေဟာ2026မှာငွေနဲ့ပတ်သက်ပြီးဒုက္ခလုံးဝမရှိပါဘူးဒါကျွန်တော်ကိုယ်တိုင်ကြော်ဖြတ်ခဲ့တဲ့အရာတွေအားလုံးမှာဓာတ်ဆွဲတယ်ဆိုနေမှာဘဝမှာမြည်သည့်အခြေအနေပဲကြုံပါစေဓာတ်ကောင်းတစ်ခုသာဆင်ရင်နိုင်ခဲ့ရင်မီလီယံနာရဲ့ဘဝဟာအောင်မြင်မှုအတီးတီးရရှိမှာပြီးကြပါတယ်ဒါကြောင့်ရှင်မီလီယံနာအားလုံးခင်ဗျမင်းညာစာပြီးကျွန်တော် happy money ပြေးလာခဲ့တာတရက်ထဲနဲ့9သိန်းရှိသွားခဲ့ပြီပေါ့မကြမီမှာကျွန်တော်30ပေးဖို့ရှိနေပါတယ်နောက် like follow share အသေးချာလုပ်ပေးပါ copy နဲ့ယူသွားပေးပါမြည်သည့်ဆိုင်မြည်သည့်ဇိုဒစ်ဆိုင်ပဲဖြစ်ပါစေကျွန်မဂျမနိုင်းမို့ကျွန်မ Sagittarius မို့ကျွန်တော်ကတော့ Cancer မို့လို့မြည်သည့်ຢာဒီကိုနဲ့မှလုံးဝမဆိုင်ပါဘူးငွေဓာတ်ရည်တွေက2026ကံကောင်းဖို့အတွက်ခုနနှစ်ချက်ပါပဲတပြေမြေစာလေးကိုတစ်နှစ်လုံးအိမ်တော်မင်္ဂလာပါထားခြင်းပူဇော်ခြင်းအဖြစ်ကံကောင်းခြင်းများစွာလက်ခံရရှိနိုင်မယ်နောက်တစ်ချက်ကကျတော့ခုနပြောတဲ့ပန်းချင်းလေးပေါ့အဲ့ပန်းချင်းလေးမှာမှငွေပန်းချင်းလေးဖြစ်ရင်ပိုကောင်းပါတယ်အဲ့ငွေပန်းချင်းလေးကိုမိမိရဲ့နှစ်သက်ရနေရာမှာထားခြင်းအဖြစ်အထူးသဖြင့်တော့မြင့်မြတ်သောဘုရားကျောင်းတောင်တွေမှာထားခြင်းအဖြစ်ကံကောင်းခြင်းများစွာတစ်နှစ်လုံးအတွက်ဓာတ်ဆွဲပါမိတယ်နော်ဒါဟာအင်မတန်ထူးခြားတဲ့တကယ်2026ခုနှစ်က fire horse energy ကိုကြိုဆိုတဲ့အနေနဲ့မြင်းနှစ်မှာကိုစားပြုတဲ့ကြောင့်မြင်းနေရဲ့သဘောတဘာဝကအရှိန်ဟုန်နဲ့ပဲလာပါတယ်တိတိလေးမလာပါဘူးအားပြီးတဲ့ခါမှာမြင်းကိုပြီးတဲ့ခါမြင်းကကစုံပေါက်ပြီးပြေးတယ်လို့ပဲဘဝထဲမှာငွေဟာကစုံပေါက်ပြီးဝင်လာတဲ့ကဲ့သို့မြင်းအမမြင်အပုဂ္ဂိုလ်ရဲ့နတ်မြတ်နတ်ကောင်းကြီးရဲ့မဆမဲ့နေရာတခုရှိပါတယ်ကြည့်လိုက်ပါခင်ဗျကျွန်တော်ဘယ်နေရာမှာပြနေဆိုနတ်မြတ်နတ်ကောင်းကြီးရှိတဲ့နေရာမှာတိတ်ကိုတိတ်ကြည့်ပြီးရောက်တဲ့နေရာမှာဓာတ်ဆွဲထားတာဖြစ်ပါတယ်ကျေးဇူးခင်ဗျကံကောင်းခြင်းများစွာဘေးကင်းခြင်းများစွာနဲ့ဘဝထဲမှာအောင်မြင်မှုအတီးတီးရရှိပြီးငွေတွေဟာဘဝထဲမှာပြည့်စုံတစ်ထက်ပြည့်စုံကိုလိုချင်သောကတိုက်ကိုလိုချင်သောကားကိုလိုချင်သောဘေးကင်းခြင်းကိုလိုချင်သောမိသားစုပေါင်းစည်းခြင်းကိုဒီလိုက်ကိုတွေ့လိုက်တာနဲ့ဓာတ်အရှင်ရရှိကြပါစေကျေးဇူးတင်ရပါတယ်ခင်ဗျ